ကျွန်တော်တို့ခေတ်ကလှုပ်ရှားတာလွယ်တော့တို့မိတို့မတို့တင်းတို့ကြီးကတော့ရွာတိုင်းရောက်အောင်မှန်တာပြောတာဗလာဆိုင်လိုပဲကောင်းအောင်တီးပြတယ်နော်အခုလေကျွန်တော်ဆိုင်လိုတီးပြတာမလီဗျာဘာလို့မတော့ကောင်းနမိတ်တွေဖော်ကဆိုးတယ်လို့အတန်ကောင်းနေမင်းလားဒီလောက်လာတဲ့မြခွန်းကိုထွက်လာတဲ့အတန်ကြလို့လေယွန်စရာဆိုလိုက်တော့လည်းကောင်းနေပြီပါကောင်းနမိတ်တွေဖော်ကမင်းသားကအလိုကောင်းလို့တချို့ကတီးပြီးတာပဲလာမြချင်းစရအောင်ဒီများနဲ့လည်းမတူဘူးဗျာကြည့်နှခမ်းလေးရဘေးဝိုင်းလို့အဖြူလေးကနှခမ်းပေါ်ရောက်ဘလူကြီးတို့ဟောဗျာနှခမ်းဒီအတွင်းနဲ့ဆိုလို့ရှိရင်နှခမ်းนี่မမြင်မှကြလို့မြင်နေညာကျွန်တော်ပွားလာတယ်အေးအေးဒါမှမင်းလားဆိုပါလာမြချင်းစရအောင်ပနမချင်းစရမှာဟောဒီမိုင်လေးလေးဝဆုံးမအစိုးရလေးတွေဟာကျွန်တော်ရဲ့ကြည်ရမရမဒီဟာအစိုးရ3ယောက်ပါတာကို तू က3ယောက်တော့တယောက်ပြောတာမဟုတ်ဘူးအစိုးရလေးကကျွန်တော်ရမရတယ်ဟောဒီမင်္ဂလာနှစ်ပါးမှာတော့အတူမွေးလို့ပါအိုးမရီယာနဲ့မတူတဲ့မင်းသားဒီတယောက်မြင်ဘူးတာဒါပေမဲ့မင်းသားခင်ဗျာဘယ်လိုမှတော့မုံမင်းကျုပ်ကကျုပ်ဆိုင်တော်မှာတက်လာရင်ပေါ့ပေါ့တန်တန်လုံးလို့တော့ဘယ်သူမှလက်မခံဘူးဟာလဲအဲ့တော့မင်းသားကအတန်ကောင်းတယ်ဟုတ်ကဲ့အတန်ကောင်းတော့ကျွန်တော်တီးတဲ့တခြင်းရပါမလားမသိဟာကြိုက်တယ်တီးလိုက်ပါရပြီးသားပါတေးချလာတေးကြတယ်ကျွန်တော်တီးကျင်တာကသမင်းသားကြီးဦးစိန်ကရုံးတခြင်းဟုတ်ကဲ့ရလားပြောရပါတယ်ရရင်ဆိုတော့ကွာကဲကရမတော်ဟိုလိုတန်ကြီးတော့ကွာဟုတ်ဘူးလားအဲ့လိုမဟုတ်ဘူးဟာဘယ်လိုတော့ဘိသက်တို့မင်းသားကြီးဦးစိန်ကရုံးကစကားထစ်တယ်ဘယ်လိုစကားထစ်တော့ကြတော့တချင်းဆိုတဲ့နေရာမှာပြိတ္တထစ်တယ်လို့မသိအောင်ဘယ်လိုဆိုတော့ကရမတော်ဟောကရမတော်ရတယ်မဟုတ်ဦးစိန်ကတော့မူရင်ကိုထစ်တော့ဘယ်လိုတော့ကရမတော်လို့လာတာအစလေးရထစ်တာထစ်တယ်မင်းသားရပါတယ်တော့ဝါချုပ်ဒီကလေးပြင်းနေတာကြတာဗျာအောင်ဖုံးမြင့်နေတဲ့တဲ့ရပါတယ်ဘယ်လောက်ပါမအဲ့လောက်ကြီးလည်းမထစ်ပါနဲ့တော့ကဲကဲရမတော်တရင်နဲ့တတလုံးကိုရမဖေးအဲ့ဒါဒီကျဲတယ်ကဲကဲမတော်တရင်နဲ့တတလုံးကိုရမဖေးမရလာတဲ့တော့ချက်ချက်တိတိဖိုးရဲ့ကြောင့်တပီပုံကျမရလာတဲ့တော့ချက်ချက်တိတိဖိုးရဲ့ကြောင့်တပီပုံကျပန်းချောင်းတစ်ချိန်ကျလာရင်မလိုက်ရင်မလိုက်ချောင်းတစ်ချိန်ကျလာရင်မလိုက်ရင်မလိုက်ချောင်းတစ်ချိန်ကျလာရင်မလိုက်ချောင်းတစ်ချိန်ကျလာရင်မလိုက်ရင်မလိုက်ညီတော်ကငေးလောက်ပေးလိုက်ရမင်းရမင်းတော်ရမင်းရမင်းထုံညီတော်ကငေးလောက်ပေးလိုက်ရမင်းရမင်းတော်ရမင်းရမင်းထုံစေရကြည့်မောဟောကောင်းုံနဲ့မရဘူးမင်းသားခင်ဗျာကတ်တက်တယ်နော်ကတ်တက်ပါတယ်ကတ်ထိုင်ရင်စားရအောင်မင်းသားစားလိုက်ကြဗျာကဲအကကြည့်နေတယ်မှာနောက်ကမင်းသားကြီးအတိနာထောင်နေတဲ့ပုံကိုကြီးများအတိနာထောင်ပါခင်ဗျာဟုတ်ကဲ့ဗျာယူကြမင်းသားခင်ဗျာရှေ့ကျုပ်ကမတီးသေးဘူးဗျာမတီးသေးလို့ကျွန်တော်ကချင်လို့ဟိုကျုပ်တီးမှာကကျုပ်ကရက်တယ်ခင်ဗျာတိုင်းရက်တယ်ဗျာဟောရပြီလောက်ပါဖြစ်ပြီးသားပဲဟဲ့
မိုးကြီးမိုးပြီးဘာလို့လဲ အပေါ်ပါရှိရော မလာတယ်လာတယ်ဘာလို့နောက်လေလမ်းကြောင်မမင်းသားခဏ ရပါတယ်မင်းသားအတ္တတွေအားကြီးမပြောင်းနဲ့ကြာနေတာဗျာကဲမင်းသားကြီးနေပြီလားပြန်တော့ မကျင်းတဲ့ဘလာယီနမ ဘာလို့တာတော့ မင်းသမီးနဲ့တွေ့မယ်လို့ မင်းတော်မိမကဘူး ဟောရကျွန်တော်မှကိုမင်းသမီးနဲ့ကိုလာခဲ့တာ ဟာကိုမင်းသမီးနဲ့ကိုလည်းမင်းသားအဲ့ဒီလိုခေါ်လို့တတ်လုံးမလား ဘာလဲတော့ ငင်းငင်းစင်စင်ဒီခေါ်ရတယ်လေ ရှင်းရင်စက်ကွယ်တူမောင်မကရဲ့ဆက်လို့ဘလောက်နဲ့ဆုံးနေမယ်ဆိုတော့ကြက်ကြက်ကြက်ဆက်လို့ကြပါမယ်ဘာကိုကြိုက်နေတာကြုတ်ပါလား ရှင်းရင်စက်ကွယ်တူမောင်မကရဲ့ဆက်လို့ဘလောက်နဲ့ဆုံးနေမယ်ဆိုတော့ကြက်ကြက်ကြက်ဆက်လို့ကြပါမယ်ပြောပြရမယ်မလားမယ်မလားချင်းချင်းနိုင်မယ်မလားမယ်မလားပြောပြရမယ်မလားမယ်မလားချင်းချင်းနိုင်ဒီတို့ကတော့ဝေချတာဆိုရင်တော့မေဘလာယီနမော ပြီးတဲ့ဒီဗလာရေးရှားနေတာကွာဘသူခေါ်တာတော့ ဟိုဗျာကျွန်တော်ကမင်းသမီးပါတယ်လို့ မင်းသမီးအလုံးမခေါ်ရဘူး ဘယ်လိုခေါ်မှာ ချွတ်ချွတ်နဲ့သူတို့လာကြအောင်ခေါ်တာကဲအမေတို့မတို့မှန်လာပြောမယ်ကျွတ်တို့ကအလွယ်လုံးနေတာဘာလို့ဟိုခိုးချစ်တို့ကဆွမ်းနာနေကနောက်ကမင်းသမီးကြီးတခေါ်တယ်အတမောနိုင်တော့ဘယ်လိုလုပ်လို့ ဘယ်လို ဒီဘက်ကမွေးဆန်နေတာညမကြီးကထောင်းကွာတတိယလာတာရုပ်ရှင်မင်းသမီးတွေကတော့ဒီဘက်ကမိုးကြီးပမောင်လေးလားအိမ်မလေးထားကွာအမိုက်ဆိုရအောင်ဟဲ့ဒီလိုလာတာရှေ့တော့ကဒီလိုမရဘူး ဘယ်လိုလဲ ပြီးပါရင်မင်းလိုက်ကအတဝိတ်နဲ့ခေါ်ရတာ ဘယ်လိုလဲ လာတယ်ကွာဟဲ့ဒါ ဘလာခင်ပြောမညာ လာလိုက်မယ် ပြောမလေးတနေအကိုချီပွေကကတော့ချီပွေကမယော ခေါ်လိုက်တော့ ဘလာယီနမ ဒါ အတန်ကြပြီ ကျုပ်ပြုံးလာမ မင်းသားကောင်းတော့စွကြတယ်လားလို့ ငွေတစ်ချက်မမတ်တောင်မှမမိတော့စဉ်းစားနော်ဆက်တော့စဉ်းစားပါအောင်မယ်ဘာလို့ဆိုတော့တနေ့နဲ့တနေ့မတီးတာက၄-၅-6နဲ့မကတော့ဒီတစ်ချက်အဲ့ဒါဒီတော့ဟောပါပြီ မင်းသားများစွကြလားလား နော်ဟုတ်ပါတော့မင်းသား ရ ရှိတယ်လာတယ်မအောင်မေးသေးနဲ့နောက်မှာပေါ့နောက်ကကောင်မလေးထူနေတယ်ညကော ဟောထပ်ခေါ်မှာ ကိုလာလိုက်မယ် ဘလာယီနမ ခမရလို့ဆိုတော့ထူရတယ်ဘလို့မလက်မသိကြားတဲ့အတန်းကိုအားပြက်ပြက်သွားရှင်လဲရှင်မဟုတ်တော့ရင်လည်းတော့မဟုတ်ရှင်တော့တယ်ဒီကစက်တငန်းငန်းနဲ့ လို့ခင်ဗျားကြောက်နေပုံရတယ်ခေါ်ပါလာပါလိမ့်မယ် ဒီလောက်လာတဲ့ညခွတ်ကို ခင်ဗျားတည်းကျုပ်မလို့ဆောင်းမနေပြကျုပ်ကမနေ့ကျတော့ထမင်းမစားနိုင်မယ်လေမလို့ ဘလာယီနမ
ဘယ်သာကြောက်နေဖို့ကိုရတယ်ကြောင့်ဟုတ်ပဲလားခင်ဗျားလည်းမိတ်ကတည်းကလည်းလောက်ပြင်းလာတော့ဒါပါလိမ့် အချောင်းနဲ့ကြည့် မဒါပါလိမ့်မယ်လို့ ဘယ်နမော ရှင် အတောင်မဲကြတဲ့လူလည်းမမြင်သေးဘူးခေါ်ရတော့လည်းမောလာဟောဘယ်လိုနမော မင်းသမီးမင်းသားတော့ဟုတ်တယ်မင်းသားကအားနာလာပြီဗျ ဘလိုနမောဘလို သူ့နှခမ်းကြီးဇွဲပြောင်းလာပြီဟာလို့ပေါ့လောကဟိုမှာမလေးရှားဆုံးမရောက်တယ်လို့ပြော ကျောင်းတော်သားရည်ရဲ့တွေ့ဘာကြီးလဲ ရဲ့လုံးနဲ့တားရတာဟာ ကောင်းမကြီးတော်တော်ကိုရွာ မင်းသမီးဆိုတော့အိမ်ကြီးနဲ့ပြေးကြတယ်ဆိုင်သမားကြီးစတဲ့မိတ်ဆက်ပဲ ရှေ့လက်ပြပုံးနဲ့ဖယ်လောက် အမေဘာများလုပ်ပါလဲရှစ်တယ်ရှစ်ဖို့ကိုပြီးတယ်ဟောဖေးမလီလန်ပြည့်တည်ရွာကလာတော့ညစိတ်ဝင်စားရင်ဈေးခေါ်လို့ရပါတယ်ဒါကျွန်တော်2000ကနေစဈေးပေါ့မယ် ဟာကြည့်ဟာကြည့် သမင်းလာတော့ပြက်ပါပြီကွာဒီကြမှာလဲပါတယ် ဟုတ်ရကြည့်လား ဘာလို့ ရှေ့တုန်းကမြန်မာမင်းကလေးတွေကဟီရီယိုတပတ်ရှက်ကြောက်တရားတွေကြီးတော့ရှေ့တုန်းကမင်းကလေးတွေမကရဲဘူး အဲ့ဒီတော့ ရှင်းတော့မင်းကလေးမကရဲလို့ဆိုပြီးတော့မင်းသားကြီးဦးအောင်ဗလာကမင်းသမီးလေးလို့ဝတ်စားပြီးတော့မင်းသားကြီးဦးစိန်ကရုံးနဲ့နှစ်ပါးသွားတွေတာရင်နဲ့နာမည်ကြီးခဲ့တဲ့ယောက်ျားမင်းသမီးကြီးမဲအောင်ဗလာဆိုတာဒါပဲ ယောက်ျားမင်းသမီးမရောက်ဗလား ဟုတ်တယ် မြတ်တဲ့အမမီလေးကခန္ဓာကိုယ်နဲ့မတွေ့နိုင်ကြမဆိုးအောင်ဒါမဲ့ဒီမောင်ကောင်းဟောပါရင်ဒီလိုကမလာပါနဲ့အတန်လေးနားတော်ကြည့်ရမင်းသမီးနဲ့တော့တူပါတယ်အတန်နောက်တော်ကြည့်ရ ရှင်းမင်းသမီးလို့တူအောင်ဆိုပြလိုက်ရမယ် ဆိုကြည့်တယ် မဲအောင်ဗလာယောက်ျားမင်းသမီးကြီးမဲအောင်ဗလာလို့အတန်လေးတူအောင်ဆိုပြဆိုမဟေး ဆိုပါရပါတယ် အဝေးကနေကြတဲ့ကောင်းမလေးနဲ့တူအောင်လို့ ဟုတ်ကဲ့ ကောင်းမလေးလေးစိုးနေတာလို့ထင်အောင်ဆိုပြ ဟုတ်ကဲ့ ဆိုမဟေးတကယ်ဆိုမဟေးတကယ်ဆိုမ ဘယ်သူပြောနေရတော့ အကိုသားနဲ့ကိုတတိပင်းနေတော့အောင် ဒီမှာရောတာကွာ အမေရိကန်ကြည်လာမအောင်ဘလို့စိတ်ရဲ့အလားကခင်မလာလို့ပြပါလေရာကို အကြိုက်တဲ့ကနော် ဒါကြောင့်လက်မေဘူးမောင်ကြီး ရှေ့ကဘာလုပ်နေရလဲ ဟုတ်ရတွန်းလာလေ ဟာမဆိုင်ဘူးနောက်ကဟာလည်းနားတော့ အဲ့ဒါ လမ်းနိုင်မှုမောင်ကြီးရေတော့ ဩမလန်းနိုင်တဲ့အမူအရာလေးလား ဟုတ်တယ်ပဲနဲ့ မလန်းနိုင်တဲ့အမူအရာလေးဆိုပိုင်ပါတယ် ဘယ်လိုလဲ ဒါမျိုးလေးပေါ့ ဟာအဲ့ဘာဖြစ်လာတော့ မလန်းနိုင်တာလေ ဟာမတိပါဘူးရရှေ့ချီးမုံတိလို့မနေရတာလို့နော်မလန့်နိုင်တဲ့မူရ အဲ့လိုမလန်းနိုင်တာတော့ ဘာလို့မလန့်နိုင်တာတော့ ဆိုမဲလို့တကယ်ဆိုမဲလို့
ချင်းဆိုဗျာ ကဲတရှင်းလေးစမယ်နော်စရမယ်ပေါ့တော့ကိုယ်တလုံးငါကြားလိုက်တယ်မင်းသမီးဒီကွာကိုပဲဆိုလိုက်စားမှာကျူစားတာမရှင်းလို့ဟမ်ကိုစားတာမရှင်းလို့လဲမနာမြေမှုမုံအတဲ့တော်တွေးလို့ဆုံးလဲမနာမြေမှုမုံအတဲ့တော်တွေးလို့ဆုံးဒီကထမ်းလို့မြေဝဲအောင်ရောက်စီဝဲတောက်ရသေးအောင်ကိုဒီကထမ်းလို့မြေဝဲအောင်ရောက်စီဝဲတောက်ရသေးအောင်ကိုဘာလို့နာချွေးရဲ့လဲဘာလို့နာချွေးရဲ့လားလို့ဒီလက်နဲ့အရာမြေဝဲဘာလို့ပြန်ရလဲလားဒီလက်နဲ့အရာမြေဝဲဘယ်အောင်ဘယ်လိုဖြစ်မောင်ကချီပါ လက်ကတော့ဝဲသေးတယ်မင်းသမီးမိုက်ချလိုက်တော့ တော့ မအမဲမဟုတ်အလိုက်မထူးနဲ့ရှေ့ခိုင်းလာတာကဒါကြီးကအမှန်တကယ်ကျွန်တော်ဒင်းနဲ့မလုံဘူးလို့ပြောပြီးသား ဒါဒီပွဲမှာစကကျွန်တော်ခါတဲ့ပွဲဆိုညင်းတယ် ငင်းနေငင်းနေ ညင်းမရဘူးဒီပွဲ နော်ငင်းနေတော့ဘက်တရောဟိုပေါင်းမြိုင်နေပြီးတော့မန္တလေးနေပြီးတော့တောင်းနေဘွေထဲမှာဒီလိုကြည့်ရတယ်မဟုတ်ကျွန်တော်တင်းနဲ့တမျိုးပဲငင်းနေတိုင်းပဲတို့ကျေးဇူးရှိတဲ့စိတ်ချမ်းသာအောင်အဲ့တော့မင်းသမီး ရှင်းတော့ ဟာရှင်းလဲရှင်းတော်ရဲတော့တခုပဲလုပ်ပါမိုက်ချလိုက်တော့ ရှင်းမင်းသမီးလို့က ဟုတ်ပြီကျွန်တော်လည်းရှီးဆန်းပြလူတိပြကောင်းကောင်းကနော်မကတိုင်းခုံမောဆွဲချမှာတော့ဟဲ့လက်နဲ့ကောက်ကန်လိုက်မှာပဲဒီတိုင်းကိုလေးကိုပြန်လာသေးတယ်မို့လို့လုံးခံနေတော့မှာနော်အဲ့ဒါဘာလဲလဲ ကိုယ့်ရဲ့ခန္ဓာကိုအပြီးလာတာ မိတ်ကပ်ပေါက်ကလည်းကောင်းလိုက်နေမရှိ ကျေးဇူးမလားဆန် လက်ခေါင်းမွေးနေလွယ်တယ်ကြည့်မကောင်းဘူးပါနော် အစားတော့မကတော့လို့နေတာပဲဒါပေမဲ့အတလေးကတောင်းထားလို့မလို့ အဲ့ဒီတော့ကဲမင်းမီချင်းနေပြီလောက်ဆိုချင်းနေပြန်တော့နော် ဟာမပြန်သေးဘူး မပြန်သေးပါလို့ပါတော့အဲ့လိုပါ မင်းသားကြီးကိုကိုကလုံးနဲ့နှစ်ပါးသွားတဲ့ကောင်းပါ ဟာဟိုခုကတော့ဘာပြောလိုက်တာ မင်းသားကြီးကိုကိုကလုံးနဲ့နှစ်ပါးသွားတဲ့ကောင်းပါလေ တော့လာပါလားလို့ငွေနေတယ်တော်တော်ယွန်းစရာကောင်းတယ်တကယ်မင်းသမီး ရှင် ဟိုနှစ်ပါးသွားနေတဲ့ကမယ်ဆိုတော့မင်းသားကချင်ပါတယ်လား ဟာကကြင်အောင်ပြောရမှာပေါ့ ဘယ်လိုလုပ်မှာတော့ ဘာလို့လဲဆိုတော့မိန်းကလေးတွေလည်းဘာပဲရုပ်ဆိုးတဲ့အစိုးရကြီးဒေါ်မမအေးဆိုတာကကြားဘူးလား အစိုးရတော်မမိုင်းကဘယ်တချင်းဆိုလို့လဲ မူတက်ခရတတ်လို့ရှိရင်ယောက်ျားလေးတွေကြိုက်တယ်ဆိုတဲ့အကြောင်းလေး ဘယ်လိုတော့ မူရပြိုင်မထိုင်ရတဲ့စမူရပြိုင် မလေးဟာစီဘူးကိုခါနေတယ်ဘယ်လိုတော့ဘယ်ကလည်းအပူကကောင်းလို့ကဲဟိုမင်းကြီးကိုနေလာကိုခေါ်ပါတော့လာရင်ကမလာရင်မသားနဲ့ မင်းသားကြီးကကျင်လာအောင်စိတ်ပါလာအောင်အတန်လေးနဲ့ချွဲချွဲနဲ့နဲ့လေးခေါ်လိုက်ပါ အဲ့ဒါတော့ဟုတ်တယ် နော် မင်းသားလာကြဘယ်လိုခေါ်ပါတော့ ခေါ်လိုက် ဟုတ်ကဲ့ မ ဟောဘယ်လိုခေါ်လိုက်လဲ မ ရှိရမင်းလေးမှာယူတယ်မှာတော့နောက်ကမင်းသား
ဟုတ်တယ် ဟာမျက်မှန်နဲ့ထားလိုက်ပါတော့ပြဘောလေ ဘာသာရေးကောင်ကက ဟုတ်တယ် ဒီပါဦးမင်းသားခင်ဗျကြက်ဖာအင်းကြီးနေတယ်ခင်ဗျကောင်းမော ဟုတ်ကဲ့ရှိရောက် တယ်တော့မင်းသမီးကလာခဲ့တဲ့ကောနကောဘာသာရေးကအောင်တောင်းဆိုထားတဲ့ဥစ္စာကိုကလာဘယ်ပါလာစတင်ပြီးတော့မင်းသမီးမိတ်ဆက်ပါပြီ ရှင်မလို့လုံးလိုက်တာလေလို့ဟမ်ရှင်မလို့လုံးလိုက်တာလေလို့ဟမ်ရှင်မလို့လုံးလိုက်တာလေလို့ နောက်ကကာလာကားတွေလေလံပြည့်နေနော် ဟုတ်ကဲ့မင်းသားတော့ရောက်ပြီ နဘာသာကမယ် မင်းသား ဒီရော နဘာသာကမယ်လို့ ဒီဘာပဲမလဲပါနဲ့ဟိုဘက်နဲ့လေပါ ပမရီကိုကပမရီကိုက ရှေ့ကထမင်းတော့မဲမနေနဲ့နောက်ကဝရင်တုံနဲ့ကြီးစား ဟာမင်းသားအမလေးညက်ကုန်ပြီဒီတော့ဒါမျိုးဆိုရင်တော့မတကယ်ကောင်းနေလားအတ္တတူက ဟိုပမရီကြာကိုကဟိုထိုးစက်ကလေးမီးကိုတီးပင်နော်ဟိုထိုးစက်လေး ဘယ်တော့ ပုံပါဂျင်းဂျင်းဘယ်တော့တာဂျင်းဂျင်းဂျင်းပုံပါဂျင်းဂျင်းပုံတာဂျင်းဂျင်းဂျင်းပုံတာဂျင်းဂျင်းဂျင်း ဘာပြုတ်ကုန်တော့မတော်ဘာလို့ကြာခမက်ကြတော့စိတ်ဆင်းရဲလို့မူကြီးကျုပ်ပမရီအရေးပြကောင်းထင်းတယ်တက်ချစ်ဘီတော့တက်ချစ်အဲ့ဒါချစ်လေဘာဒီတော့ဟာဘလို့ပါလေတော့ဟာ အဲ့လိုကိုအိမ်နေနဲ့တိတ်ခါလဲဘာမှမမြင်လိုက်ရမှာနော်ချစ်လို့မရလဲမဲတော့နော်ဒါပြီးချလိုက်တော့ရဒီပဲဟုတ်ဗျာဘယ်ပြောင်းနေကြီးပါလား ဟမ် မင်းသမီးကအခုပြန်နေတဲ့ကားရဘာလို့လဲဘယ်နဲ့မင်းသားအင်ကြီးတွေကိုပြုတ်ကုန်ပြီခင်ဗျာ ပြည်စည်းလေးပြုံနေပြီအိုင်းဆို မင်းကြီးကဘာဖြစ်တာလဲ ပြည်စည်းလေးပြုံနေပြီအိုင်းဆို ဒီဆက်ရစီရနေတာ ပြည်စည်းလေးပြုံနေပြီ ခင်ဗျာကပူဘောမင်းသား ဟမ် မေးလိုက်တော့ကိုမင်းသမီးကို ရှင် မောင်ကြီးခေါ်ရလိုက်ပါလား မောင်ကြီးခေါ်ရငါကိုမရနမတော်လေးလိုက်ခဲ့မိတာကြောင့်ရှိဘဝတော်နုနုနေရတဲ့ကုန်ပြီပါ ချေဘွားတော့လူတွေးကြည့်ဦးတယ်လှုပ်ဆမ်းပါ တွေးကြည့်လေဘုကောလို့ဘလန်းနိုင်တော့မောင်ကြီးတော့နေနေနေ မင်းသမီးပကတ်ပေါက်ကြီးရတယ်ဓာတ်ချက်နေတဲ့ဝမ်းမဖင်ကြီးပြတယ်ဘာသာမလိုက်နိုင်ဘူးလေမလိုက်နိုင်လေကျွန်တော်ပြန်တော့မယ်ဗျာ ဟုတ်ခင်ဗျအလေးတော့မလုံးနဲ့လေပြည့်ခါခါလုံးတာခင်ဗျဟာကြီးပြန်ခေါ်သွား ကျွန်တော်ဘဝလည်းဆုတ်ပြန် ခင်ဗျဟာကြီးပြန်ခေါ်သွား အာမခေါ်တော့ပြန်တော့မှာဗျာ ဟာ မရောက်ပြန် ဘကော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  အာကြက်ကြီးဩနေတဲ့အတိုင်းပဲကွာအဲ့လိုမဟုတ်ပါဘူး မာ အဲ့ဒါမှမင်းပြန်နေကြည့် မာ ဟိုကနေခေါ်လို့နေတာမဟုတ်စုတော်ဝင်မြင်လို့ပြန်လဲ မာဟာ ဩကြည့်တော်ပြန်ပြီကွာ နှစ်ဖူးများပြက်ဆိုင်နေပါဦး ဟာတော့ ဟောချေသေးရ ကဲမင်းသားခေါင်းကိုမရတော့ဘူး အာရပါတယ် ဟာတော့ ဘုရားခဏပဲစိတ်ကောက် ဘယ်လိုလုပ်ပါ ပြသွားလို့ရှိရင်ချောလန်ပြော့သွားမှာအဲ့ဒါကြောင့်မင်းကသူ့နာမည်တောင်ပေးပေးထား ဘယ်လိုလဲတော့ ကိုစိတ်ကောက် ကိုစိတ်က မ
နေသူအကြာလေးတော့ဟုတ်နေတာပဲနော်ကဲပြီးတော့ရှင်းနေပြီလား ကိုကိုမလာသေးလား ဟဲ့ဖေးလာလေးမလို့ဟိုမအစကုန်တာကိုရှားဖို့မရဘူး အဲ့ဒါကြောင့်ကိုကိုနာမည်ပေးထားတာပဲ ဘာလို့ ကိုစိတ်ကောက်ပါဆို ဟာစိတ်ကောက်အောင်ပါတယ် တော့ကျနေပြီတော့တက်လက်ဒီလည်းလမ်းမစရောနဲ့ဟာကြာလေးလေးနဲ့ဟာဒီကြာလေးလေးစိတ်ကိုရိုက်ပါဟာ အကဆိုတာဘယ်လိုပဲကတာအက3မျိုးပဲရှိတယ်ကိုကို ဟာတေရောကငါကိုကိုတဲ့ အကဆိုတာ3မျိုးပဲရှိတယ်ကိုကို အေးဟာငါနမရကပြတာ ပြီးသွားတယ်နောက်သွားတယ်ရှေ့သွားတယ်3မျိုးပါကိုကို အဲ့လိုလား ဟုတ်တယ်လို့ ကဲအဲ့တော့ပြီးသွားဘယ်လိုတော့ ပြီးသွားတာမျိုးလေး အဲ့ဒါပြီးသွား နောက်သွားကြည့်မလား နောက်သွား နောက်သွားတာမျိုးလေး ဟောတမင်ကလေးလေးခတ်ပြီးတော့ အဲ့ဒါနောက်သွား ဟုတ်ကဲ့ ရှေ့သွားကြည့်မလား ရှိသွားဘယ်လိုတော့ ရှေ့သွားဒီမှာ ဒီတခေါ်ကဘူးဒီတော့ဘောကမတက်သေးပါဘူးကွာဟောအဲ့ဒါကြောင့်ဆွမ်းမကနေကြတော့အခုဖာကျိုးယူပါလားဟမ်ဟောဘာလဲ ချစ်တယ်ခေါ်လိမ့်မယ် ဟာဒီပြောတာလေ ချစ်တယ်ခေါ်လိမ့်မယ် ဘယ်တဲ့တော့မသိဘူးတော့ကျောတော့တော့ကိုရှိ ချစ်တယ် အာတော့ဘာဖြစ်တယ် ချစ်တယ်ခေါ်လိမ့်မယ် မရှင်းတော့ဖြစ်ပြော ခြေတော့လဲနာလဲခါလဲနာ ဘာဖြစ်လို့တော့ ဘာလို့မသိ ဘာလို့တော့ ပြောပြမယ်တချင်းလေး ပြောတော့ကွာ မကူရမတီးတော့မတီးတော့
။